ကိုယ့်ရဲ့ခန္ဓာမှာပြနေတဲ့တရားဟာညောင်းနာကြိုက်တာတောင်းနာတင်းနာပူတာအေးတာပြနေတဲ့တရားလေးကဒီကိုယ်ကောင်းကြီးနဲ့စပ်ပြီးတော့ပေါ်နေတဲ့တရားဖြစ်တဲ့အတွက်ခေါင်းကိုခြေလက်ဆိုတဲ့ပြည့်ညတ်မပါဘဲနဲ့နေရာဌာနပုံတရံကိုမတွေ့ဘဲနဲ့လှုပ်မှုနာမှုပူမှုအေးမှုဆိုတဲ့သဘောမျှကိုပဲဉာဏ်ရောက်အောင်ကြည့်လို့ဉာဏ်အောက်မှာပဲပြက်သွားတာကိုရှင်းရှင်းလင်းလင်းမြင်နေရရင်အဲ့ဒီနာမှုပူမှုအေးမှုကြောင့်မခံတာတဲ့ဘက်ကိုလည်းပဲအာယုံမပြုတော့ဘူးခံတာသွားပါလားလို့လည်းပဲအာယုံမညွတ်တော့ဘူးသူမြင်နေရတဲ့အမြင်ဟာအဲ့ဒီနှစ်ခုလွတ်ပြီးတော့ထောက်ပြန်လိုက်ပြည့်စည်သွားလိုက်ထောက်ပြန်လိုက်ပြည့်စည်သွားလိုက်ဒီသဘောကိုသာမြင်နေရတဲ့အတွက်ကြောင့်မလို့ဓမ္မဖြစ်၍ဓမ္မပြည့်တဲ့အမြင်အသိဉာဏ်ဟာဥပိ္ပခသဘောကိုတန်းရောက်ပါတယ်ဥပိ္ပခဆိုတာကမသိတာမဟုတ်ဘူးလစ်လျူရှုတယ်ဆိုတဲ့နေရာမှာမသိလိုက်တာမဟုတ်ပါဘူးသိပါတယ်အဲ့ဒီသိတဲ့အခိုက်အတန့်မှာချမ်းသာဆင်းရဲလွတ်နေတာကိုပြောတာပါချမ်းသာတဲ့သဘောကိုအာယုံပြုမိရင်နှစ်ခနဲ့နှစ်သက်တဲ့တဏှာကထိုးဖောက်ဝင်ရောက်လာတာပဲစိတ်ပြက်တယ်လို့အာယုံပြုလိုက်ရင်ဒေါမနတကထိုးဖောက်ဝင်ရောက်လာတာပဲအဲ့ဒီဝင်ရောက်လာတဲ့တရားကိုမိမိကသတိမထားနိုင်တဲ့အတွက်ကြောင့်မလို့ပရိစ္ဆေသမုပ္ပါတန်းပြီးတော့ခန္ဓာဒုက္ခတွေအစဉ်ဆက်မပြတ်အောင်ကံနေပြုစုပြုထောင်သလိုဖြစ်သွားပါသည်။အော်တကယ်တမ်းကျတော့ခေါင်းကိုခြေလက်နဲ့ဖွဲ့စည်းကြတဲ့ဒီကိုယ်ကောင်ပေါ်မှာဒုကနာတယ်ပေါင်ကကြိုက်တယ်ခေါင်းကမူးတယ်လို့အဲ့ဒီလိုမျိုးအာယုံပြုတဲ့အတွက်ကြောင့်မလို့ဒုတို့ပေါင်တို့ခေါင်းတို့ဆိုတဲ့ပြည့်ညတ်ကြီးဟာသတော်စင်များရဲ့အတိအောက်မှာအလွမ်းခြုံခံလိုက်ရတယ်ခေါင်းကမူးတယ်ဆိုတော့အဲ့ဒီခေါင်းမူးတာကိုအာယုံပြုပြီးခေါင်းဆိုတဲ့ပြည့်ညတ်ပေါ်တင်လိုက်တဲ့အတွက်ငါခေါင်းမူးတယ်ဆိုတာပါသွားပြန်တယ်ငါကောင်းမှုတဲ့ပါသွားတဲ့အတွက်ဉာဏ်မပေါ်တော့ဒိဋ္ဌိနဲ့အာယုံပြုပြီးအဝိဇ္ဇာဖုံးမှုအောက်မှာငါကောင်းမှုလို့ငါမခံနိုင်ဘူးဆိုတဲ့ဝေဒနာကိုလည်းငါလုပ်မိပါတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့တန်တမှာငါမခံနိုင်တော့ဒီပုဂ္ဂိုလ်ဟာဒေါမနတဝေဒနာကိုလည်းလက်ခံလိုက်တယ်ဒေါသစိတ်ကိုလည်းဖြစ်စေလိုက်တယ်ဩဒါလေးကဒေါသစိတ်ပါလားလို့ဒီအချိန်ကမှသိလိုက်ရင်အတိနဲ့အစီလေးကြိုက်သွားတော့ဒေါသကဆက်ပြီးဖြစ်ခွင့်မရတဲ့အခိုက်အတန့်လေးမှာနောက်အတိလေးတစ်ခုကရှိကတိခဲ့တဲ့အတိကိုအကဲခတ်လိုက်ရင်ဒီအတိလေးဟာနောက်တိအောက်မှာပဲချုပ်ပြောက်သွားတော့ဥပိ္ပခဖြစ်သွားပြန်ပြီပထမဒေါသဖြစ်နေပါလားလို့သိလိုက်ချာကတွေးလိုက်ချာအဲ့ဒီတွေးစိတ်လေးကိုနောက်ညံလေးနဲ့အကဲခတ်လိုက်တော့မရှိတဲ့သဘောလေးတန့်မြင်တော့ဥပိ္ပခဖြစ်သွားသည်ဒါလေးကိုမမေ့ပါနဲ့တရားတွေတစ်ခုပြီးတစ်ခုကိုရက်ဆက်ပြောလာတော့မိမိရဲ့တန်တန်မှာဥပိ္ပခရဲ့သဘောလေးဟာလစ်လျူရှုတယ်လို့နားလည်ထားပင်နဲ့မသိလိုက်တာမှမဟုတ်ပဲသိအောင်ကိုကြည့်နိုင်တဲ့စွမ်းအားရှိပါလားဘာသိလဲမေးတော့သဘောကိုလည်းသိတယ်အဲ့ဒီသဘောရဲ့ပေါ်ရာနေရာမှာပျောက်သွားပြက်သွားတာကိုလည်းမြင်တာအဲ့ဒီလိုအမြင်ကိုရရင်ဥပိ္ပခရဲ့သဘောထားကိုရောက်သွားတဲ့အတွက်ဒီအချိန်ခါမှာကိုယ်တန်တန်ကိန်းနဲ့ဉာဏ်သည်ဒုက္ခဘက်လည်းမယိမ့်နိုင်ပါဘူးဒုက္ခဘက်ကိုလည်းပဲမယိုင်လဲပါဘူးဒုက္ခဒုက္ခလွတ်နေတဲ့ခိုက်တန့်လေးသည်ဥပိ္ပခသဘောအပြက်ကိုတန်းမြင်နေတဲ့အနိစ္စအချက်ကိုဉာဏ်သက်ဝင်တဲ့အသိကိန်းသွားပါပြီဒီအချက်တန်ဖိုးရှိပါတယ်သေချာသဘောပေါက်အောင်ရှုပါမိမိရဲ့တန်တန်မှာသဘောခန္ဓာပရမတ်သဘောဒါကိုမြင်သိရင်အမြင်ရှင်းပါတယ်ပြဉ္ညတ်တွေຫນွယ်သွားရင်ဒုက္ခပဲလည်းရောက်သွားမယ်ဒုက္ခပဲလည်းရောက်သွားမယ်